คนสวัสดีครับโอเคဒီဟာလေးကတော့ကျွန်တော်ရဲ့ logo လေးပေါ့နော်ကျွန်တော်ထားတဲ့ logo လေးတွေပါဒီဟာကတော့ခုစတာနော်တော့ပိုင်းนะครับဝဏ္ဏယုတ်ပါဒီနေ့တင်မဲ့ပြပြမဲ့အကြောင်းအရာလေးကတော့ဝဏ္ဏယုတ်ဆိုတာဘာများပါလဲကြည့်အောင်နော် my a ဒီအပေါ်ကဟာလေးကိုပြောတာပါတကယ်လို့ view တစ်ခုရှိမယ် view တစ်ခုရှိတဲ့ဟာကိုအပေါ်ကနေအဲ့လိုမျိုး apostrophe လေးလိုမျိုးဆိုရင်ဝဏ္ဏယုတ်နော်sorry ဝဏ္ဏယုတ်အဲ့ဟာလေးတွေကိုဝဏ္ဏယုတ်လို့ခေါ်ပါတယ်ဒါပေမဲ့ဝဏ္ဏယုတ်ကဒီမှာ၄မျိုးရှိမယ်လောလောဆယ်ဒီခုစားတွေ့နေရတာတော့ my a โอเคနော်လူတုံ my a နောက်တစ်ခု my thoโอเคနော်ဒီပုံစံလေး my tho နောက်တစ်ခု my နောက်တစ်ခု my จตวาဖြစ်ပါတယ်เนาะအဲ့တော့ဒီအပေါ်တင်တဲ့ my tho my จตวาလေးတွေကိုဝဏ္ဏယုတ်လို့ခေါ်ပါတယ်ခင်ဗျအဲ့ဒါကိုဝဏ္ဏယုတ်လို့ခေါ်ပါတယ်ခင်ဗျအဲ့ဒါလေးကိုရှင်းပြခြင်းဖြစ်ပါတယ်ဝဏ္ဏယုတ်လို့ခေါ်ပါတယ် my a my tho my my จตวาဖြစ်ပါတယ်ခင်ဗျขอบคุณมากทุกคน